နောက်ထပ်ဒါတစ်ဖက်ကဟာယာဘူစာကြီးပန်းလိုက်တယ်ဆိုအခုချိန်မှာနိုလန်နဲ့ဒါဆန္ဒကျွန်တော်ပြောတယ်ဒါဘာရှာတော့ရှိပါတယ်ဘာရှာမေ့သွားတာသူတို့မေ့သွားတာ ဟုတ်တယ် ကျွန်တော်ပြောပါမယ်အဲ့သူတို့ပုံမှန်ဆိုလို့ရှိရင်ဘာရှာထက်တဲ့ပန်းနေကြမယ်ဒီခေါက်ကျတော့မေ့သွား အေး တာ စားမလုပ်တာ မေ့မို့အဲ့လို Dragon Face သူတို့ခေါင်းထဲမှာအရင်စက္ကန့်30အတွင်းကအဲ့လိုကျွန်တော်အောက်ကကြည့်ရလူကလာဟိုဖြစ်တာဗျာသိရမလားအောက်ကကြည့်ရလူကကြာတကယ်နဲ့စဉ်းစားနေရချိန်မှာအဲ့စက္ကန့်30ဘယ်လိုပြည့်သွားမှမသိဘူးငါတို့ဟာဘူစာပိုင်းခေါင်းမှာနိုလန်ပိုင်းဟိုတယောက်တစ်ပေါက်ပြောရင်ပြည့်တော့သူတို့အဲ့ဘာရှာမေ့သွားတာ A few moments later. ဒါနဲ့ဒီဘာသာထွက်လာပြီးမှဆော့လို့ရဆိုအိုး asthma okay အဲ့တော့ဒါကျွန်တော်တို့ကြည့်အောင် okay အဲ့ဘာရှာတန်ဝါကြီးဒီ asthma ရှိရယ် asthma ကိုကောင်တာရတယ် Harry ကိုကောင်တာတယ်ဒါအပြင်အဲ့ကျွန်တော်ပြောတာပြောလို့ကာလီယာတော့လည်းရှင် damage တိတ်ကလုပ်ပြီးလို့ရတယ်ဒါအပြင်ကျွန်တော်တို့ရဲ့ performance ထွက်လာပါပြီဆိုရင်ရှင်ကို damage ပေးလိုက်မယ်ဆိုလို့ရှိရင်ဝိုင်းကြီးရဲ့ traffic ကတကယ် perfect ပဲ ကြည့်ကြည့်တယ်ဟုတ်တယ် let's go ဘာရှာလို့ကဲလုံးဝကျွန်တော်ရဲ့ဒီကဲ CG ရဲ့ let's ping CG ကောင်တွေပြသွားပြီကျွန်တော်ပြောသူတို့ဘာချောင်မေးလို့ asthma ထွက်လာတာသိလားအမှန်ဆိုအဲ့ဟာဥစားနေမှာအဲ့လိုဘာရှာဘန်းမှာသူတို့ပထမ3ဘက်မှာဘန်းနေကြဆိုအဲ့တစ်ဖက်သူတို့အရန်ကြော်ပြီးစဉ်းစားရကြမှာဘာရှာလုံးဝမေ့သွားလို့အစမထွက်လာတာ စင်မပြီးတော့စီချပါ ဟုတ်တယ်သူတို့လုံးဝမေ့သွားတာလို့အဲ့ဟာဥစားဘန်းနဲ့ကျွန်တော်နည်းနည်းကိုချင်းစားအဲ့လိုမျိုးရှိတယ်ကျွန်တော်ပထမ3ဘက်ကိုဘန်းနေကြကောင်အဲ့လိုမျိုးတင်လားမေ့သွားတဲ့အချိန်မျိုးရှိအဲ့ချိန်မှာအဲ့ဒါကြောင့်သူတို့အစမထုတ်လိုက်တာတကယ်လည်းဘာရှာထွက်လာတဲ့အချိန်မှာ CG ဘက်ကောင်တကယ်မျက်နှာကျ စီ သွား လီယာမှာနောက်